သူတစ်ပါးကိုအားကြနေုံနဲ့မင်းဘွားကြီးတိုးတက်မှုကိုတူးကိုချွန်းကို6ပေါ်ကိုရက်တင်နိုင်အောင်ကြိုးစားရမှာလောကမှာဘယ်ရမှလက်ကားမရဘူးတောင်းစားရတဲ့သူတောင်လက်ဝါးဖြတ်ဖို့အရှက်တွေရှင်းရတယ်ဒါကြောင့်သူတစ်ပါးကပေးကန့်ကူညီရာကိုလက်ဝါးဖြတ်မျောလင့်နေရတဲ့ဘဝထက်လက်တီးကိုစုပ်ပြီးကိုယ်ပိုင်မာနနဲ့ကြိုးစားပြလိုက်စမ်းပါလက်မထောင်နိုင်တဲ့ဘဝကိုတနေ့ရကိုရလိမ့်မယ်လုတ်ဖို့ကိုင်းဖက်အချင်းချင်းမျက်စောင်းထိုးနေုံနဲ့မင်းဘွားကြီးပြောင်းလဲမလာနိုင်ဘူးလက်ညှိုးထိုးထောက်ပြနိုင်မှမင်းရဲ့ဘဝကအောင်မြင်မှုလမ်းမပေါ်ကိုရောက်မှာဖြစ်တယ်စီးပွားရေးလောကမှာတုံးရတဲ့သူဆိုတာမရှိဘူးဒါကြောင့်မင်းကိုယ်တိုင်ကသူများလက်ညှိုးအောက်မှာအမြဲရောက်မနေဘူးလို့ရယ်1000လောက်ရရုံနဲ့ပြောနေမင်းဘဝက1000မဲတန်တဲ့ဘဝကိုရမှာပေါ့ဘဝတိုးတက်ဖို့အတွက်ကြိုးစားနေတဲ့အချိန်မှာခက်ခဲပင်ပန်းရတယ်ဆိုရင်တော့မပြည့်စုံလို့အနှိမ်ခံရတဲ့ဘဝလောက်မခက်ခဲမပင်ပန်းမှုဆိုတာကိုနားလည်ထားဒါကြောင့်ဒီနေ့ကစကိုဘယ်နေရာမှာရောက်နေလဲဆိုတာကိုတေချာစဉ်းစားတဲ့နေရာကနေပဲရှေ့ကို16ဖို့ကြိုးစားလိုက်ဒါဟာမင်းဘဝရဲ့တက်လန်းစာဖြစ်လာလိမ့်မယ်နောက်ဆုံးအနေနဲ့အဖိုးမှကျင်တာကအချိန်မတန်မဲ့စိန်ခန့်ခြင်းအနှိမ်ခံရတဲ့ဘဝကနေလွတ်မြောက်နိုင်ဖို့ပဲကြိုးစားလိုက်မူရင်းရေးသားသူအားလေးစားစွာဖြင့်ဖတ်တည်ပေးလိုက်ရပါတယ်ရှင်